在云南的古老屋檐下，神秘的瓦猫静静守望。瓦猫这一独特的文化符号，承载着云南地区深厚的民俗传统与艺术审美。它不仅是屋脊上的装饰物，更是民众心中驱邪纳福、守护家园的神圣象征。帮忙交流的呀，是下岗的咯。不得，说嘛当有的这个，放上那种期待，好啦，帮忙交流工作送礼，几乎是人家的。你娃娃将有的地方，是为大家所以大礼面嘛，娃娃将有的地方，我但都没有点啥事，那不被没弄，第二是录音嘛，大家们啦，其实是明年8月份咯。生意嘛，我冇交用你搞到这样了。不必，大家没喏。ဝါမောင်းကြောင်ယုတ်ကလေးလှုပ်ဖို့အတွက်အဓိကပါဝင်ပစ္စည်းကတော့ရှွန်ဆေးဖြစ်ပါတယ်။ဝါမောင်းယုတ်ကလေးတွေကိုပြုလုပ်တဲ့အခါနေရာဒေသအလိုက်ကွဲပြားတဲ့ပုံစံရှိတဲ့ထဲမှာကျမတို့တွေကအယိုးရှင်းဆုံးပုံစံလေးကိုရွေးချယ်ပြုလုပ်ခဲ့ပါတယ်။အရင်ဆုံးရှွန်ဆေးအနှဲငယ်ကိုယူပြီးကိုလိုမဲ့အချိုးအစားဖြစ်အောင်ပုံစံသွင်းပါတယ်။ပုံစံသွင်းလို့ရလာတဲ့ရှွန်ဆေးလေးတွေကိုဝါမောင်းကြောင်အယုတ်ကလေးရဲ့ကိုယ်တဲခြေလက်ဥကောင်းနဲ့အခြားအင်္ဂါအစဲပိုင်းလေးတွေကိုပုံစံသွင်းပါတယ်။အစဲပိုင်းလေးတွေဆုံးသွားတဲ့အခါရှွန်ဆေးနဲ့ရောဆက်ထားတဲ့ကော်တမျိုးကိုအသုံးပြုပြီးဝါမောင်းကြောင်အယုတ်ကလေးရဲ့ကိုလက်အင်္ဂါအစုံကိုဆက်ဆက်ပေးလိုက်ပါတယ်။ဒီဝါမောင်းကြောင်ရဲ့ပုံစံလုံးလုံးနဲ့ချစ်ရအောင်တယ်နော်။ဟုတ်တယ်တခြားပုံစံလည်းရှိသေးတယ်ဟုတ်တယ်နော်တခြားပုံစံမှာအယောင်လေးရအစုံပဲပြာရောင်ဘဝရောင်ဒီရောင်အစင်းရောင်နဲ့တခြားရောင်တွေလည်းရှိတယ်妈妈将咖喱上一批背包的。ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော်အမတ်တရလက်ဆောင်အနေနဲ့မြမရိုးရအယုတ်လေးပြင်ဆင်ထားတယ်小妈没事打工，家庭要落，妈妈有的标这个也是为哪看的，可有的哈，国面是国民来把的。တရုတ်နိုင်ငံရဲ့ရည်ကြီးမှုအမှုပညာရေးဟာအရင်ဆက်ဆောင်မှုရှိရဲ့နော်မြန်မာယဉ်ကျေးမှုကလုံးချပြန်လိမ့်နေတဲ့ ပထဝီအနေအထားအရမဲခေါင်မြစ်ဟာတရုတ်နိုင်ငံရဲ့မြေပြန့်ဒေသမှာမြဖြားခံပြီးမြန်မာနိုင်ငံကိုဖျက်ဆီးစီစဉ်ရာယဉ်ကျေးမှုတလီထုံစံနေထိုင်စားသောက်မှုတို့ပြည့်နှက်ဆက်နွယ်မှုရှိစေခဲ့ပါတယ်။ဒီလိုယဉ်ကျေးတဘာဝနီးကပ်မှုတမိုင်းနဲ့ယဉ်ကျေးမှုတို့ဆက်နွယ်တာကြောင့်မဲခေါင်မိသားစုနိုင်ငံလို့တင်စားခေါ်ဆိုနိုင်ပါတယ်။တရုတ်မြန်မာနိုင်ငံဟာမဲခေါင်မြစ်ကိုမှီတည်ပြီးတမီတဲ့နေတရီရဲတောက်တဲ့မိသားစုဝင်နိုင်ငံများဖြစ်တာကြောင့်ဆွေမျိုးပေါက်ပေါ်ချစ်ကြည်ရေးကအလွန်ကိုနှက်ဆိုင်ပါတယ်။ဒါကြောင့်တရုတ်မြန်မာနိုင်ငံကရှည်လျားတဲ့ယဉ်ကျေးမှုလူမှုစီးပွားရေးတို့ကိုဖလှယ်ခြင်းရှိခဲ့ပြီးဖလှယ်မှုများမှတဆင့်နှစ်နိုင်ငံချစ်ကြည်ရေးကတစ်နေ့တစ်ခြားဖွံ့ဖြိုးတိုးတက်မယ်လို့ယုံကြည်ပါတယ်ရှင်။